သိပ္ပံပညာရှင်ဟောင်မွန်းတို့မွေးစားခဲ့တဲ့ကလေးတွေထဲမှာဂျူရန်ကသိပ္ပံပညာရှင်ဟောင်မွန်းတို့ကိုအဖေတယောက်လိုချစ်ခဲ့တာပါအတိတ်ကသိပ္ပံပညာရှင်ဟောင်မွန်းတို့အဖမ်းခံရတဲ့ချိန်ဂျူရန်တို့ကပုံနေခဲ့ပြီးသိပ္ပံပညာရှင်ဟောင်မွန်းတို့ပြန်လာချတဲ့အထိစောင့်နေခဲ့ကြတာပါဒီလိုနဲ့သိပ္ပံပညာရှင်ဟောင်မွန်းတို့ကထောင်ကျရာကနေလူရင်းချမ်းသာခွင့်နဲ့လွတ်လာပြီးထာဝရအသက်ရှင်နိုင်တဲ့ကလေးကိုရှာဖို့ချန်နီအဖွားစီသွားခဲ့ပါတယ်သိပ္ပံပညာရှင်ဟောင်မွန်းတို့ကချန်နီအဖွားရဲ့မသေးဆုံးခြင်း project အတွက်သူနဲ့ကလေးတွေကအရာအလုံးစုံစားခဲ့ရတာလို့ပြောခဲ့ပါတယ်ဘတော်တဆမှုပြီးသွားတော့ကျန်တဲ့ကလေးတွေကိုကယ်ခဲ့လားလို့ချန်နီအဖွားကိုမေးပါတယ်ထာဝရအသက်ရှင်နိုင်တဲ့ကလေးဘယ်မှာရှိလဲလို့မေးတော့အခလေးရတည်သွားပြီလို့ချန်နီဖွားပြန်ပြောခဲ့ပါတယ်တစ်ဖက်မှာတော့အတိတ်တုန်းကထာဝရအသက်ရှင်နိုင်တဲ့ကလေးကိုသိပ္ပံပညာရှင်ဟောင်ဝန်းတို့ကအချင်းချင်းတင်အောင်လုပ်ပြီးနှိပ်စက်ဆက်သက်ခဲ့တာတွေကိုအိုကျောင်းတယောက်အိမ်မက်မက်ရာကနေပစ္စည်းတွေထိချုံမရပျက်စီးသွားပါတယ်။နောက်တစ်နေ့မှာတော့မြို့တော်ခမ်းမမှာအလုပ်လုပ်ဖို့ချန်နီတို့အဖွဲ့အိုကျောင်းစီရောက်လာကြပါတယ်။ထာဝရလူမျိုးရာအသင်းတော်အဖွဲ့ကလည်းကူညီပေးဖို့ဆိုပြီးရောက်လာကြပါတယ်။အိုကျောင်းလည်းအသင်းတော်အဖွဲ့ကိုမတင်ငါဖြစ်ပြီးချန်နီတို့အဖွဲ့ကိုရှောင်နေဖို့အခန်းထဲမှာပဲနေဖို့ပြောလိုက်ပါတယ်။ဆက်သက်ခန်းထဲမှာတော့စိတ်အာယုံထွေပြားအောင်လုပ်နိုင်တဲ့ဆွမ်းအားရှိတဲ့ဟိုယန်းနဲ့အယုံသွင်းနိုင်တဲ့ဆွမ်းအားရှိတဲ့ဂျူရန်တို့ကထာဝရအသက်ရှင်နိုင်တဲ့ကလေးကိုရှာတွေ့မှဆွမ်းအားတွေရဲ့ပြထွက်ဆိုးကျိုးတွေကိုကုသနိုင်မှာလို့ယုံကြည်နေပါတယ်။တစ်ဖက်မှာတော့သိပ္ပံပညာရှင်ဟောင်ဝန်းတို့အဖွဲ့ကချန်နီကိုတွေ့ပြီးဂေဖာဟိုဖမ်းခေါ်ဖို့လုပ်ချိန်ချန်နီပျောက်သွားတာကိုချန်နီအဖွားက CCTV မှတ်တမ်းကနေတွေ့ပြီးအံ့ဩသွားပါတော့တယ်။ဒီလိုနဲ့ချန်နီအဖွားကချန်နီစီချက်ချင်းဖုံးဆက်ပြီးအိမ်ပြန်လာခဲ့ဖို့ပြောပါတယ်။ CCTV မှတ်တမ်းလာပြတဲ့စုံစမ်းရေးမှူးဂျူမိုကတကယ်တော့ဂျူမိုအစ်စ်မဟုတ်ပဲဟိုရန်ဖြစ်နေတာပါ။ဟိုရန်ကချန်နီအဖွားကိုထာဝရအသက်ရှင်နိုင်တဲ့ကလေးကြောင့်ပဲချင်းချောက်ပြီးမေးခဲ့ပါတယ်။ချန်နီတို့ကအခန်းထဲမှာဆွမ်းအားတွေလေ့ကျင့်နေကြပါတယ်။လေ့ကျင့်နေကြရင်ချန်နီကအိုချောင်းရှိတဲ့နေရာစီရောက်သွားပြီးမိုးပေါ်ကနေကားတစ်စီးကျလာလို့လန့်ပြီးအခန်းထဲစီပြန်ရောက်သွားပါတယ်။ဒီလိုနဲ့ချန်နီကအိုချောင်းအနေရရှိနေပြီလို့ရိုဘီတို့ကိုပြောပြီးရိုဘီနဲ့တူအိုချောင်းစီရောက်သွားပါတယ်။ဂေဖာဟိုကလည်းအကုန်လုံးကိုတတ်ဖို့လုပ်ချိန်ချန်နီကအိုချောင်းကိုကာပေးရင်ဒဏ်ရာရသွားပြီးချန်နီအရက်သွားချင်နေတဲ့အရိုရာအလေးလန်းနေရှိတဲ့နေရာစီရောက်သွားပါတယ်။ဒါပေမဲ့ချန်နီကတော့ဒဏ်ရာပြင်းထန်လို့အသက်မရှူတော့ပါဘူး။တစ်ဖက်မှာတော့ရိုဘီတယောက်တည်းကြံခဲ့ပြီးဂေဖာဟိုကရိုဘီကိုသူ့ဆန်းအားနဲ့တတ်ဖို့လုပ်ပေမဲ့တတ်လို့မရခဲ့ပါဘူး။ဆောင်ဆန်းရေးမှုဂျူမိုကတော့ချန်နီတို့ရှိခဲ့တဲ့အခန်းစီရောက်သွားပြီးစူကီယာဟိုတယောက်မျက်နှာချက်မှာကန့်နေရတွေ့သွားပါတော့တယ်။ရုတ်တရက်မျက်နှာချက်ပေါ်ကပြုတ်ကျလာပြီးတဲမြင့်နဲ့လက်နဲ့ထပ်ပြီးကတ်သွားပါတော့တယ်။တစ်ဖက်မှာတော့အုံချောင်းကချန်နီတည်သွားပြီလို့ထင်ခဲ့ပေမဲ့ရုတ်တရက်ချန်နီတယောက်ပြန်အသက်ရှင်လာပါတော့တယ်။ဒါဆိုရင်ချန်နီကထာဝရအသက်ရှင်နိုင်တဲ့ကလေးဖြစ်နေမလားဆိုတာအပိုင်း 9 မှာကြည့်ရှုဖို့ subscribe လေးလုပ်ထားပါဦးနော်။